ဖက်စစ်ဂျပန်တော်လှန်ရေးကိုတကယ်သမိုင်းကြောင်းအရကြိုက်တာမကြိုက်တာတွေအသာထားလူပုဂ္ဂိုလ်ရဥဆောင်ခဲ့တာဟာအဲ့ဒီကာလကသခင်ဆိုးဖြစ်တယ်အဖွဲ့အစည်းရဥဆောင်ခဲ့တာဟာကွန်မြူနစ်ပါတီဖြစ်တယ်စစ်တပ်မှာမွေးရပါကြောက်ရောဂါ၃ခုရှိတယ်ပထမတစ်ခုကနိုင်ငံသားကြောက်တဲ့ xenophobic ခေါ်တယ်နောက်တစ်ခုက Federal ကြောက်တယ်နောက်တစ်ခုက BCP ကြောက်တယ်သေအောင်ကြောက်တယ်ငယ်ကြောက်ဖြစ်တယ်တမတော်သားအမိတမတော်သားအဖလို့ပြောတဲ့စစ်ဗိုလ်ချုပ်တွေအားလုံးကိုတကုံးမဲ့ပြောချင်တာကဒီကနေ့တမတော်ရဲ့အစကကျောင်းသားတမကတွေကလို့ပြောရင်တွဲထွက်အောင်မှန်တယ်လို့ကျွန်တော်ပြောချင်ဒီကနေ့မတ်လ29ရက်ဆိုတာကျွန်တော်တို့နားလည်ထားတဲ့သမိုင်းကြောင်းတစ်လျှောက်အရာဖက်စစ်ဂျပန်ဒေါ်လာရင်းတွေဖြစ်ပါတယ်တမတော်နေမဟုတ်ပါဘူး1946 January လမှာရွှေတကုန်းအလဲပစ်စီရန်ဖတ်တာပါလာအဖွဲ့ကြီးကနေဖဆပါလာအဖွဲ့အဖြစ်ပြောင်းလိုက်ပြီးတဲ့နောက်ပေါ့နော်တစ်နှစ်ပြည့်တဲ့အခါမှာဒီဖက်စစ်တော်လှန်ရေးတစ်နှစ်ပြည့်ကြေညာချက်ကိုဖဆပါလာပထမဆုံးထုတ်ပြန်ကြေညာချက်ပါခေါင်းစဉ်ကဖက်စစ်ဂျပန်တော်လှန်ရေးနေ့လို့ပါပြီးတာဖြစ်ပါတယ်အဲ့ဒီဖက်စစ်ဂျပန်တော်လှန်ရေးနေ့ကနေဘလို့ဖြစ်ပြီးတော့တမတော်နေ့ဖြစ်တယ်လဲဆိုတဲ့အခါမှာတော့အကြောင်းအချက်3-4ချက်လောက်ရှိတယ်ပထမဦးဆုံးက1954လောက်မှာဂျပန်ကဗမာပြည်ကိုစစ်ရုပ်ကြီးတွေပေးရတော့မယ်နောက်ဗမာပြည်နဲ့စီးပွားရေးတွေလုပ်ရတော့မယ်ဆိုတဲ့အခါမှာဘုံအောင်ကြီးကဂျပန်ကိုသွားပါတယ်သွားပြီးတော့မှစစ်ရုပ်ကြီးကိစ္စဗမာနဲ့ဂျပန်နဲ့စီးပွားရေးပူးပေါင်းလုပ်ဖို့ကိစ္စတွေညှိတဲ့အခါမှာတော့အဆင်ပြေတယ်ဒါပေမဲ့ဂျပန်ရဲ့တောင်းဆိုမှုအရနောက်ရေရှည်မှာဆက်ဆံတဲ့အခါမှာအဲ့ဒီဖက်စစ်ဂျပန်တော်လှန်ရေးဆိုတာကြီးကဗမာနဲ့ဂျပန်ကြားမှာအဖူးအထစ်ဖြစ်နေတယ်အဲ့ဒီကိစ္စကြီးကိုတော့ပယ်ဖြတ်စေချင်တယ်လို့ဂျပန်ဘက်ကတောင်းဆိုလာတာဖြစ်တယ်အဲ့ဒီတစ်ချက်ပထမဦးဆုံးပေါ့နော်နောက်တစ်ချက်ကဖက်စစ်ဂျပန်တော်လှန်ရေးကိုတကယ်သမိုင်းကြောင်းအရကြိုက်တာမကြိုက်တာတွေအသာထားလူပုဂ္ဂိုလ်ရဥဆောင်ခဲ့တာဟာအဲ့ဒီကာလကသခင်ဆိုးဖြစ်တယ်အဖွဲ့အစည်းရဥဆောင်ခဲ့တာဟာကွန်မြူနစ်ပါတီဖြစ်တယ်ဒါသမိုင်းပဲဖြစ်တယ်နော်အဲ့ဒီသမိုင်းရဲ့အရေးကြီးမိုးနေမှာကိုဒီကနေ့စစ်တပ်ကစစ်ဗိုလ်ချုပ်တွေအင်မတန်ကြောက်တယ်စစ်တပ်မှာမွေးရပါကြောက်ရောဂါ၃ခုရှိတယ်ပထမတစ်ခုကနိုင်ငံသားကြောက်တဲ့ xenophobic ခေါ်တယ်နောက်တစ်ခုက Federal ကြောက်တယ် Federal phobic ပေါ့နောက်တစ်ခုက BCP ကြောက်တယ်သေအောင်ကြောက်တယ်ငယ်ကြောက်ဖြစ်တယ်အဲ့ဒီအတွက်အဲ့ဒီလိုအရေးမိုးကြီးတွေမဖြစ်အောင်လို့ဆိုတဲ့အချက်လည်းပါတယ်ပြီးတော့ဖက်စစ်ဂျပန်တော်လှန်ရေးတော့ကတမတော်တစ်ခုတည်းတိုက်တာမဟုတ်ဘူးကြံတဲ့ပျောက်ကြားတွေလည်းအများကြီးတိုက်တယ်နော်မြေပေါ်လျှို့ဝှက်အင်အားစုတွေကလည်းတိုက်တယ်ဒါပေမဲ့တမတော်ကတော့ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့တမတော်ကသူကအလုံးရင်းနဲ့ပါလာပြီးတိုက်တဲ့အခါမှာဒီစစ်တပ်ရဲ့အခန်းကဏ္ဍကိုရှိရတဲ့ပို့ပြီးတော့မြင့်တင်နေတဲ့သဘောတွေလည်းပါလာတာဖြစ်တယ်နောက်တစ်ခါ54လောက်ပတ်ဝန်းကျင်မှာဒီနေ့တရုတ်ပြည်ကျူးကျော်စစ်ကိုနော်ဗိုလ်ကျော်စောဦးဆောင်ပြီးတော့မှ54မှာနော်ဘရင်အောင်စစ်စင်ရေးတခါ55နှစ်ဆန်းလောက်မှာရန်ကြီးအောင်စစ်စင်ရေးနဲ့တိုက်ထုတ်လိုက်တဲ့အတွက်အဲ့ဒီချိန်မှာတမတော်ကအင်မတန်မှဂုံရောင်ပြောင်ပြီးတော့မှပြည်သူလူထုတရက်လုံးကတောင်းတောင်းဖြားဖြားနဲ့ထောက်ခံအားပေးနေတဲ့အချိန်ကာလဖြစ်တယ်အဲ့ဒီအခြေအနေတွေပေါ်မှာသူတို့ကလေဟုန်စီးပြီးတော့မှဖြတ်ခနဲ့ဘုံကြီးပြန်လာတဲ့အချိန်မှာ55ခုနှစ်မှာဘုံစားကြီးဖက်စစ်ဂျပန်တော်လှန်ရေးကနေတပ်မတော်နေဆိုပြီးတော့ပြောင်းပြလိုက်တာဖြစ်ဒါပေမဲ့အဲ့ဒီကာလတုန်းကနော်အတိုက်အခံတွေကအင်မတန်အားကောင်းနေတဲ့အချိန်ဖြစ်တယ်နော်ဗမာပြည်နိုင်ငံရေးမှာဖဆပါလာကလည်းသူကတဖြည်းဖြည်းနဲ့ချွတ်ချုံကြလာပြီးခြားစားလောက်ကိုက်တွေဖြစ်တဲ့အတွက်ဥနုကိုယ်တိုင်ကစာသုံးလုံးအဖွဲ့ကြီးဖွဲ့ပြီးတော့ကိုစစ်ဆေးရတဲ့အနေအထားတွေဖြစ်နေတယ်အဲ့ဒီတော့မှအတိုက်ခံတွေကဝိုင်းပြီးတော့သမလိုက်တဲ့အတွက်နောက်နှစ်မှာတော့မူလအတိုင်းပဲဂျပန်တော့ဖြုတ်လိုက်ပြီးတော့မှဖက်စစ်တော်လှန်ရေးနေဆိုပြီးတော့လှုပ်လာခဲ့တာဟာကျွန်တော်တို့ဘယ်အထိလောက်လဲဆိုရင်နော်ကျွန်တော်တို့82-3ပတ်ဝန်းကျင်ကာလအထိပေါ့ဗျာသူတို့ရဲ့84ဖွဲ့စည်းပုံကိုစန္ဒခံယူပွဲမကျင်းပခင်အထိပေါ့နောက်83ဒီဇင်ဘာစန္ဒခံယူပွဲလှုပ်84လဲကြာကိုသူတို့ရဲ့မဆလာရဲ့ကောင်းစီအစင်းစင်းစတင်ပြီးတော့အသက်ဝင်သွားတဲ့နောက်ပိုင်းမှာတမတော်နေဆိုပြီးတော့လှုပ်ထလိုက်တာဖြစ်တယ်နော်ဒါအားလုံးလည်းသိကြတိုင်းပဲအခုမြင်းဒီကုန်းကရှိတဲ့အခုသူတို့ခေါ်နေတဲ့တမတော်ပန်းညံဆိုတာတစ်ချိန်လုံးကတော်လန်ရေးပန်းညံမှာနော်အဲ့တော့သူတို့ကဒီသမိုင်းတွေကိုအကုန်လုံးဖျောက်ဖျက်ဖျက်ဆီးရဖြစ်တယ်
ပြီးတော့မှသူတို့ကဒီတပ်မတော်နဲ့ပတ်သက်ပြီးတပ်မတော်သားအမိတပ်မတော်သားအဖဆိုပြီးတော့မှလေတံကောင်းတွေလွှင့်နောက်ပြည်သူသားအမိပြည်သူသားအဖမဟုတ်ဘဲနဲ့ဒီတော့ဒီကနေ့တပ်မတော်ထဲမှာရှိနေတဲ့ဗိုလ်ချင်းစိုးအပါဝင်သူတို့ရဲ့ဗိုလ်မှုဗိုလ်ချုပ်တွေကိုတခုပြောချင်တာကဒီကနေ့တပ်မတော်နဲ့ပတ်သက်ရင်ဗမာပြည်မှာအင်္ဂလိပ်နယ်ချဲသမားကိုလက်နက်ကင်ပြီးတော့တိုက်ရမယ်ဆိုတဲ့နိုင်ငံရေးသိမြင်မှုဟာကိုအောင်ဆန်းဘဂတဥက္ကဋ္ဌ1938 AP မှာကျင်းပသွားတဲ့ပသိမ်မှာကျင်းပသွားတဲ့ဥက္ကဋ္ဌပူပူနွေးနွေးညီလာခံလည်းပြီးရောအခုမော်တင်စွန်းဇီးချိုင်ရွာကိုသွားပြီးတဲ့အခါမှာတခင်ဟောင်းတွေတခင်ဘာဟိန်းတို့အကုန်ပါတယ်အဲ့ချိန်မှာကိုဘာဟိန်းကဒုဥက္ကဋ္ဌဘဂတမှာနော်တခင်တန်းထွန်းကလက်သမားအကြောင်းရှင်းတယ်ကိုဘာဟိန်းကအလုပ်သမားအကြောင်းရှင်းတယ်ကိုအောင်ဆန်းကနိုင်ငံရေးအကြောင်းတွေရှင်းရင်းနဲ့သဘုံထဆိုတဲ့ကြွေးကြော်သံကိုစအော်ခဲ့တာဖြစ်တယ်အနူနီးနဲ့မရဘူးသူတိုက်ပြီးပြီ36ဒုတိယသပိတ်တိုက်ပြီးပြီနောက်38 1300ပြည့်တိုက်ပြီးပြီဒါပေမဲ့အဲ့ဒီလိုနယ်ချဲသမားကိုတိုက်ဖို့ဆိုရင်အမျိုးသားတပ်မတော်တရားတည်ရှိဖို့လိုအပ်တယ်ဆိုတဲ့သိမြင်မှုကိုဘယ်အချိန်မှချမှတ်ခဲ့လဲဆိုရင်1940ဇူလိုင်တတိယပတ်အခုဖြတ်စည်းခံရတဲ့တက္ကသအစာအုပ်ကြီးထဲမှာညာကြီးတကောင်ကျောင်းသားသမဂ္ဂကိုဘာဟိန်းကိုဘာဆွေနောက်ဘိုးစရဖြစ်လာမဲ့ကိုလှမောင်ကိုထွန်းအောင်နောက်အဲ့မှာသခင်စိုးသခင်ခင်အောင်သခင်ကျော်စိန်သခင်အောင်ဆန်းမစ္စတာဂိုရှယ်တို့ကနေညာကြီးတစ်ချက်တီးလောက်မှာတို့လက်နက်ကင်တက်ထူတော်မယ်အဲ့ဒီခါမှာပြပအကူအညီတွေရဖို့အတွက်ပထမဦးဆုံးဆုံးဖြတ်လိုက်တာဟာသခင်အောင်ဆန်းနဲ့သခင်ကျော်စိန်ဖြစ်ပါတယ်နောက်မှဘုံရန်အောင်ခေါ်တဲ့သခင်လမြိုင်ကဝရံပြေးနေရတဲ့အတွက်တကယ်တမ်းထွက်သွားတဲ့အခါမှာသခင်ကျော်စိန်ကြံခဲ့သွားတာဖြစ်တယ်ပထမဦးဆုံးသွားတာကတရုတ်ပြည်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်မှာဖက်စစ်တော်လှန်ရေးမှာတရုတ်ပြည်သူလူထုရဲ့ကံကြမ္မာတရုတ်တော်လှန်ရေးနဲ့ဗမာပြည်သူလူထုရဲ့ကံကြမ္မာဗမာတော်လှန်ရေးကတစ်ထက်ထဲကျတဲ့အတွက်တရုတ်ပြည်ကိုသွားခဲ့တာဖြစ်တယ်။နောက်မှဂျပန်တ िश ူတွေရဲ့ပြည့်ဝဲထောင်လှမ်းမှုအရာဂျပန်ကတိသွားပြီးတော့မှဂျပန်ကိုရောက်သွားတာပါ။ဒီတော့ကျွန်တော်ပြောချင်တာကတမတော်သားအမိတမတော်သားအဖလို့ပြောတဲ့စစ်ဗိုလ်ချုပ်တွေအားလုံးကိုတကုံးမဲ့ပြောချင်တာကဒီကနေ့တမတော်ရဲ့အစကကျောင်းသားတမကတွေကလို့ပြောရင်တွေးထွဲအောင်မှန်တယ်လို့ကျွန်တော်ပြောချင်နော်ဒီတော့ကျွန်တော်တို့ဘယ်တော့မှဒီကနေ့မတ်လ29ရက်နေ့ကိုတမတော်နေ့အဖြစ်ကျွန်တော်တို့အတိမတ်မပြုဘူးဖက်စစ်တော်လိုင်းနေ့လို့ပဲအတိမတ်ပြုတယ်ဒါဟာကျွန်တော်ဒီကနေ့တမတော်နေ့နဲ့ပတ်သက်တဲ့ပြောခြင်းနဲ့နောက်မျိုးဆက်လူငယ်တွေနဲ့နိုင်ငံရေးပါတီအသီးသီးကခေါင်းဆောင်များကိုကျွန်တော်ပြောခြင်းတဲ့သတင်းစကားပဲဖြစ်ပါတယ်